အဲ့ဒါလူမဟုတ်ဘူးကွာ လူမော့ဘူးဟိုဒါဆိုဆရာသူကဘာတူလဲဆရာ ဖုတ်ဝင်နေတဲ့လူဒါကြောင့်မလို့လဲပတ်ဝန်းကျင်ကသူ့ကိုလူတယောက်လိုထင်နေကြတာပေါ့ကွာ ဒါဆိုရင်သူ့ကိုဒီတိုင်းထားလို့ရှိရင်ဘာဖြစ်နိုင်လဲဆရာ သူ့ရဲ့အပြုတ်မှုစောင့်ကြည့်ရမှာပေါ့ကွာဖြစ်ရိုးဖြစ်စင်နဲ့စန့်ကျင်နဲ့ပဲရမစို့တားမှာငါတို့ရဲ့တောင်းမယ်လေ 特别一路光的，王大干，来，今天见到那边烧话， တပည့်ရရဲ့ကျွန်တော်တို့မှဧည့်တယ်မဟုတ်ပါဘူးလူလောကမှာရှိတဲ့လူတွေအားလုံးဟာဧည့်တယ်လို့ပြောရတယ်အခုကဖခင်ရဲ့အကြောင်းရင်းမှာနေရတာဆိုတော့ဒီတိုင်းနေလို့ပဲတင့်တော်ပါမယ်ကိုနိုင်တဲ့ဘက်ကကုသိုလ်ကောင်းမှုတွေလုပ်တာပါ ကပ္ပယကြီးစားပြီးအဲ့ရင်ပိတ်ကိုတင်းပက်လက်နှက်ပြီးတန်းဆိုတဲ့စကားအပေငယ်မကြောက်ကြတဲ့သူတွေအပြောင်ပြက်ပြောနေကြစကားတွေပါဗျာ ဟိုဒါနဲ့ရွာရဲ့ဥထုံလူရဲ့အကြောင်းကိုကျွန်တော်တစ်စိမ့်လောက်ပြောပြပါလား နဲ့ဆိုရင်တော်တယ်သွားထင်းခွေးခေါင်းညင်းနေကြပြန်တော့လေရလာတဲ့ထင်းတွေကိုရွာစင်လိုက်ပြီးတော့ရောင်းချပြီးမိသားစုရဲ့စာဝတ်နေကိုဖြည့်ရှင်းပေးနေရတာကွမိသားစုပေါ်မှာတော့အမတန်ကိုတာဝန်ကြီးတဲ့လူကြီးတယောက်ပါကွ သူ့ပုံစံကတန်တန်မာမာကြီးနဲ့တာမန်လူတယောက်လိုပဲနော် ဟုတ်တော့လူကတာမန်လူလေလူလေးဘာဖြစ်လို့ ဥထုံလူကအရင်တော့ကနေမကောင်းတာတို့ထိခိုက်တန်ရာတို့ရခဲ့ဘူးလို့ရှိလား မရှိပါဘူးကွယ်နင်းမရှိဘူးဆိုရင်အခုမှသိရတယ်မနစ်ကတော့သူတောတဲ့ကိုထင်းခွေသွားရင်းနဲ့တောဝက်ပတ်တာခံရဘူးတယ်ကွယ်ခံကောင်းလို့မသိပေမဲ့ဒဏ်ရာတန်ချက်တော့တော်တော်ပြင်းပြင်းထန်ထန်အောင်ရလာတာတဲ့ဒါကြောင့်မို့လဲရွာတဲ့လူတွေသူ့ကိုသေရပြန်ထုံးလို့ကြီးသေရပြန်ထုံးလို့ဆိုပြီးစနှောက်နေကြတာ သူအဲ့ဒီနောက်ပိုင်းရောရွာဦးเจ้าနေပါလေလာတာရှိလား အေးရင်တော့ကတော့သူလာပြီလာကွယ်ဥပုပ်လာနေကြပါအခုတော့ပိုင်းတော့မလာကြပါပေါ့လားဟုတ်ပါရဲ့